င်္ဂလာပါရှင်ဒီနေ့ဖတ်ပြမယ့်စာအုပ်ကတော့ Henry Bernstein ရေးသားထားပြီးဒေါက်တာနှွဲ့ကီခိုင်ဘာသာပြန်ဆိုထားတဲ့ Class Dynamic of Agrarian Chain စိုက်ပျိုးစီးပွားလောကအပြောင်းအလဲများကြားမှာလူဒန်းစားသဘောဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်အဲ့ဒီစာအုပ်ထဲကစိုက်ပျိုးစီးပွားအပြောင်းအလဲများကလူဒန်းစားကိစ္စများပေါ်ညီတို့အကျိုးသက်ရောက်မှုရှိသည်နည်းဆိုတဲ့အပိုင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်ယခုစာအုပ်မှာ Henry Bernstein ၏ The Agrarian Change and Peasant Studies စိုက်ပျိုးစီးပွားလောကအပြောင်းအလဲနှင့်တောင်သူလယ်သမားအရေးစာစဉ်၏ပထမတွဲပင်ဖြစ်သည်ဤစာစဉ်ကို Henry ၏စာအုပ်ဖြင့်စတင်ရန်အနည်းဆုံးအကြောင်းအရာ2ရပ်ရှိခဲ့သည်ပထမအကြောင်းရင်းမှာယနေ့ခေတ်စိုက်ပျိုးစီးပွားကိုလေ့လာရာတွင်စိုက်ပျိုးစီးပွားနိုင်ငံရေးဘောဂဗေဒရှုထောင့်ကမတွန့်မဆုတ်ဝေဖန်ဆန်းစစ်ရန်မဟာဗျူဟာအရများစွာလိုအပ်နေသည်နောက်တစ်ချက်မှာဤစာအုပ်၏နိုင်ငံတကာတန်းဝင်အရေးသွေးကြောင့်ဖြစ်သည်ဤစာအုပ်ကဖြစ်တင်ဖြစ်တိုက်သည်များကိုအတွေးအမြင်အသစ်ဖြင့်ရှင်းပြသွားပြီးဤဘာသာရပ်နှင့်ပတ်သက်၍အထောက်အပံ့ပြုနိုင်သည့်ဘက်တွင်စံချိန်တစ်တင်နိုင်သောစာအုပ်ပေပွဲဥဒတ်စာအုပ်အနေနှင့်နောက်ထပ်ထွက်ရှိလာမည့်စာအုပ်များကိုလည်းနိုင်ငံရေးအရာအသုံးတည့်သည့်စာအုပ်များသိပ္ပံနည်းကျဆန်းစစ်ချက်အရာလုံလောက်စွာပြင်ဆင်ထားသောစာအုပ်များဖြစ်လာအောင်လက်ခံပေးခဲ့ပြီးသည်ဤစာစဉ်နှင့်ပတ်သက်၍အနည်းငယ်မျှမိတ်ဆက်ပေးလိုပါသည်သို့မှသာယခုစာအုပ်နှင့်နိုင်ငံအရေးစဉ်းစားချက်များအဆက်အဆက်ကိုပို၍ထင်လင်းစေပါမည်ယနေ့ခေတ်တွင်ကမ္ဘာစင်းရဲမွေးတည်မှုမှာကျေးလက်တွင်ပို၍ပေါ်လွင်ထင်ရှားပေသည်တစ်ကမ္ဘာလုံးတွင်စင်းရဲသားများ၏4ပုံ3ပုံမှာကျေးလက်တွင်နေထိုင်ကြသည်ဤသို့ဖြင့်ကမ္ဘာစင်းရဲမွေးတည်မှုကိုအဆုံးသတ်နိုင်ရန်အခက်အခဲများမှာမျက်နှာစာပေါင်းစုံတွင်တည်ရှိနေသည်စီးပွားရေးနိုင်ငံရေးနှင့်လူမှုရေးယဉ်ကျေးမှုကျန်းမာဖြစ်တည်မှုချမ်းသာတဘာဝပတ်ဝန်းကျင်အစရှိသဖြင့်ထိုစိန်ခေါ်မှုများသည်ကျေးလက်ဒေသရှိလက်လုံလက်စားလူဒန်းစားများအားဆင်းရဲတီထက်ဆင်းရဲသည့်အဖြစ်သို့တွန်းပို့နေသည့်အခြေအနေများဆင့်ကဲဖြစ်ပေါ်နေသည့်စနစ်ကြီးကိုတွန်းလှန်ရုံထခြင်းနှင့်များစွာဆက်ဆက်နေပေသည်ဖွံ့ဖြိုးရေးအတွေ့အမြင်များတွင်ကျေးလက်ဖွံ့ဖြိုးရေးကိုအလေးထားကြရန်တိုက်တွန်းရ၌မြို့ပြကကိစ္စများကိုလစ်လျူရှုထိုက်သည်ဟုမဆိုလိုပေအရေးကြီးသည်ကထိုမြို့ပြနှင့်ကျေးလက်စင်းရဲမွေးတည်မှုအရင်းခံအကြောင်းများမြည်တို့အဆက်ဆက်ရှိနေနိုင်သည်ကိုနားလည်ကြရန်ပင်ဖြစ်သည်ယနေ့ကျေးလက်စင်းရဲမှုကိုတိုက်ထုတ်ရန်လမ်းများကိုသုံးသပ်လျင်နီယိုလီဘရယ်လမ်းကြောင်းမှမူဝါဒများနှင့်နိုင်ငံတကာငွေကြေးအဖွဲ့အစည်းနှင့်ဖွံ့ဖြိုးရေး institution များ၏မူဝါဒများနှင့်လှုပ်ဆောင်ချက်များကြောင့်ဖြစ်လာပြီးထိုလမ်းကြောင်းကကျေးလက်စင်းရဲခြင်းကိုနေရာပြောင်းပုံစံပြောင်း၍မြို့ပြစင်းရဲခြင်းဖြစ်အောင်ကြဲကြဲပြန့်ပြန့်ဆောင်ရွက်နေပုံကိုနားလည်ရပြီမည်ကမ္ဘာ့ဘဏ်အပါအဝင်နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်းကြီးများသည်မြေယာလောကကိစ္စများတွင်နီယိုလီဘရယ်အတွေးအခေါ်များတွင်ကျလာအောင်လုပ်ရန်၎င်းတို့လက်ထဲတွင်ငွေကြေးအရင်းအမြစ်များကင်ကစားနိုင်ကြသည်ထိုအရင်းအမြစ်များဖြင့်စိုက်ပျိုးစီးပွားကဏ္ဍတွင်သုတေသနများဆောင်ရွက်နိုင်ကြပြီးပြည်သူ့ရေးရာမူဝါဒများကို၎င်းတို့အလိုအတိုင်းလိုက်ပါပြောင်းလဲရန်တိုက်တွန်းနိုင်သောမူဝါဒဆိုင်ရာစာအုပ်စာတမ်းများကိုရေးသားထုတ်ဝေဖြန့်ချိဆောင်ရွက်နိုင်ကြသည်ခေတ်ကိုဝေဖန်ဆန်းစစ်ကြသောအတွေးခေါ်ရှင်များသည်နေရာတကာတွင်ကျလာသော၎င်းတို့၏မူဝါဒများကိုနည်းအမျိုးမျိုးဖြင့်တုံ့ပြန်စိန်ခေါ်ကြသည်တို့ရာတွင်ထိုသူတို့၏အားထုတ်မှုများကထွက်ပေါ်လာသောအသီးအပွင့်များကိုနာကြားရသူတို့မှအကယ်ဒမစ်အတိုင်းဝန်းသာဖြစ်နေပြီးပြည်သူများထံသို့ကြဲကြဲပြန့်ပြန့်မရောက်အကျိုးသက်ရောက်မှုအပြင်အကန့်အသတ်ရှိနေပေသည်စိုက်ပျိုးစီးပွားကိုလေ့လာကြရာတွင်အများပြည်သူအလွယ်တကူလက်လန်းမိပြီးမူဝါဒရေးဆွဲခြင်းကိုလည်းအထောက်အကူဖြစ်စေမည့်စာအုပ်စာတမ်းများစွာကိုလိုအပ်နေသည်ထိုစာအုပ်စာတမ်းများသည်အများထံရောက်ရှိရမည့်စာစဉ်များဖြစ်ရန်လိုသကဲ့သို့နိုင်ငံရေးအရာလည်းထိုးထွင်းသိမြင်မှုများပါဝင်ရပေမည်သိပ္ပံနည်းကျသည့်အားကောင်းသည့်စာပေများလည်းဖြစ်ရပေမည်ထိုစာအုပ်စာတမ်းများမှာကမ္ဘာတောင်ချမ်းရောမြောက်ချမ်းတွင်မှာ
အကယ်ဒမစ်များပညာပေးသူများကျောင်းသားများသည်ပင်စိုက်ပျိုးစီးပွားအရေးတွင်တက်ကြွလှုပ်ရှားနေသူများဖွံ့ဖြိုးရေးနယ်ပယ်တွင်လှုပ်ရှားနေသူများအတွက်ပါအသုံးကျစေလိမ့်မည်ဤလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန် ICAS အနေဖြင့်စိုက်ပျိုးစီးပွားအပြောင်းအလဲနှင့်တောင်သူလယ်သမားအရေးစာစဉ်များကိုစီစဉ်မိတ်ဆက်လိုက်ပါသည်လိုရင်းတိုရှင်းထိမိသောစာအုပ်ငယ်များထဲတွင်ဖွံ့ဖြိုးရေးနှင့်ဆက်ဆိုင်သောကိစ္စများကိုအောက်ပါအချက်များပေါ်အခြေခံကာရှင်းလင်းပြသွားပါမည်လယ်ယာစီးပွားကိစ္စတစ်ခုတွင်လက်ရှိပေါ်ပေါက်နေသောပညာရေးဆိုင်ရာအငြင်းအခုံများမှအဘယ်နည်းမည်သည့်အပြောင်းအလဲများဖြစ်ပေါ်နေသနည်းမည်သူတို့သည်ဤအကြောင်းအရာတွင်ထင်ပေါ်အရေးပါသောစကောလာများတွေးခေါ်ဆင်ခြင်ကြသူများမူဝါဒရေးရာဘက်တွင်အရေးကြီးသူများဖြစ်ကြသနည်းဤကိစ္စနှင့်ပတ်သက်သောအတွေးအမြင်အယူအဆများမည်သို့ပေါ်ပေါက်လာခဲ့ကြသနည်းအချိန်နှင့်အမျှမည်သို့ပြောင်းလဲရွေ့ရှားခဲ့ကြသနည်းဖြစ်တန်ခြေရှိသောအနာဂတ်လာရမှာအဘယ်နည်းဖတ်ရှုရန်ညီညွတ်ကိုးကားစရာအဘယ်မှာရှိသနည်းဤကိစ္စမှာ NGO ဘက်မှပုဂ္ဂိုလ်များလူမှုအပြောင်းအလဲကိုတွန်းတိုက်နေသောတက်ကြွလှုပ်ရှားသူများကျောင်းသားများအကယ်ဒမစ်များသူတေသီများနှင့်နိုင်ငံရေးကျွမ်းကျင်သူများအနှစ်သာရရှိရှိဝေဖန်ဆန်းစစ်ပြီးပါဝင်ဆွေးနွေးကြရန်အဘယ်ကြောင့်အရေးကြီးရသနည်းစိုက်ပျိုးစီးပွားနှင့်တောင်သူလယ်သမားစာစဉ်ကိုဘာသာစကားများစွာဖြင့်ဖတ်ရှုနိုင်အောင်စီစဉ်ထားပါသည်အင်္ဂလိပ်ဘာသာအပြင်အနည်းဆုံးတရုတ်စပိန်နှင့်ပေါ်တူဂီဘာသာတို့ဖြင့်ထွက်ရှိမည်ဖြစ်ပြီးစာစဉ်အချို့ကို2023တွင်မြန်မာဘာသာသို့ပြန်ဆိုခဲ့ပါသည်အထက်ပါရည်ရွယ်ချက်များကြောင့်ပင်ယခု Henry Bernstein ၏စာအုပ်ကိုပထမဆုံးစာအုပ်အဖြစ်စိုက်ပျိုးစီးပွားအပြောင်းအလဲနှင့်တောင်သူလယ်သမားစာစဉ်ကအချိန်အခါအသင့်မိတ်ဆက်လိုက်ရပါသည်စိုက်ပျိုးစီးပွားနှင့်အဆက်မည်သူမဆိုဖတ်ရှုနိုင်သည့်တင်ပြပုံချိန်ခါသင့်မှုနှင့်အတွေးခေါ်ပိုင်းတွင်သိပ္ပံနည်းကျဆန်းစစ်မှုအားကောင်းကောင်းဖြင့်ပထမစာအုပ်ထွက်ပေါ်လာပါပြီနောက်ထပ်စာအုပ်များလည်းဤအစဉ်အလာအတိုင်းထုတ်ဝေနိုင်လိမ့်မည်ဟုမျှော်လင့်ရပါသည် Stanino M. Dumbrez, Max Born နှင့် Henry Bedvier, ICAS အယ်ဒီတာများလယ်ယာစီးပွားနှင့်တောင်သူလယ်သမားလေ့လာရေးစာစဉ်